ဗျဒီနေ့မှာတော့ကျွန်တော်တို့တောင်သူဦးကြီးတွေအတွက်ပေါ့နော်ကျွန်တော်တို့စိုက်ပျိုးထားတဲ့သီးနှံတွေမှာယောဂဖြစ်စေတဲ့အကြောင်းတရားတွေပေါ့ရှိပါတယ်ခင်ဗျဒီအကြောင်းတရားတွေထဲမှာအဓိကအရေးကြီးဆုံးအခြေခံအချက်ကြီး၃ချက်ကိုပြစ်မနေသိရှိထားဖို့လူမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဒီအချက်ကြီး၃ချက်ကိုကျွန်တော်တို့ဘူးတုဒအနေနဲ့ကျွန်တော်တောင်သူဦးကြီးတွေမျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျနံပါတ်1ကကျွန်တော်တို့ရဲ့စိုက်ပျိုးတာသီးနှံပဲပေါ့နော်သီးနှံပဲဟာဆိုရင်ကျွန်တော်တို့တတ်မှတ်ထားသီးနှံလိုက်ကျွန်တော်တို့ယောဂပုံမှန်ထံကိုကျွန်တော်တို့ခံနိုင်ရှိတဲ့ဒါမျိုးဖြစ်ရမှာပေါ့နော်ဒါအပင်ဟာဆိုရင်ကျန်းမာတန်ဆွမ်းနေရမယ်အာဟာရချို့တဲ့မှုတွေမရှိရဘူးပြီးရင်မိုးခေါင်းတန်တခြားဘလိုလားတဲ့ဖိအားတစ်မျိုးမျိုးပေါ့နော်ကျွန်တော်တို့စိုက်ပျိုးထားသီးနှံအဲ့ဖိအားတွေကိုရှိမနေရပါဘူးခင်ဗျပြီးရင်ကျွန်တော်တို့စိုက်ပျိုးထားအပင်ရဲ့တက်တန်းပေါ့နော်ဒါအသက်အရွယ်ဒီဟာလည်းပဲကျွန်တော်တို့ယောဂမကြောက်အောင်ပေါ့နော်ဒါအဓိကအရေးကြီးတဲ့ဒါအချက်ဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်2အချက်ကကျွန်တော်ယောဂဖြစ်စေတဲ့တက်ရှိပေါ့နော်အဲ့တက်ရှိတွေကတော့ကျွန်တော် virus ရှိရယ်ဘက်တီးရီးယားရှိရယ်မှုရှိတယ်ပြီးနေမတိုးရှိရယ်တခြားဒါတက်ရှိတွေဒါရှိနေတာဖြစ်ပါတယ်ယောဂဖြစ်အောင်ယောဂဖြစ်စေတဲ့တက်ရှိရဆိုရင်အားကောင်းနေရမယ်ပေါ့နော်ပြီးရင်ပို့ပြီးတော့အပင်ယောဂဖြစ်အောင်ပုံပုံတိုက်ခိုက်နိုင်စွမ်းရှိနေရပါမယ်ဒါအပြင်ကျွန်တော်တို့ကမြေဆောင်ယောဂမှာဆိုရင်မြေကြီးထဲမှာသူတို့ကကျွင်းကြံပြီးရှိနေမယ်ပြီးရင်ကျွန်တော်တို့သဘာဝပေါင်းခြင်းမှာရှိတဲ့ကျွန်တော်အမိုက်တဲ့ကျွန်တော်ပြီးခဲ့တဲ့ရာသီအသီးနှံကျွင်းကြံနေမှာသူခိုးအောင်နေနိုင်တယ်မျိုးစေ့ဆောင်ယောဂမှာဆိုရင်ကျွန်တော်မျိုးစေ့ထဲမှာပါပြီးတော့ပေါ့နော်နောက်ရာသီစိုက်ပျိုးရာသီမှာယောဂဖြစ်စေနိုင်တာဖြစ်ပါတယ်ဒါအပြင်သူတို့ပြန့်နှံ့နိုင်တာလေအားဖြစ်ပြန့်နှံ့နိုင်တာရှိရေအားဖြစ်ပြန့်နှံ့နိုင်တာရှိရပြီး insect တွေရဲ့အကူအညီနဲ့ပြန့်နှံ့နိုင်တာရှိရဒါအပြင်ကျွန်တော်လူအားဖြစ်ပေါ့နော်လူကအမှယောဂကျနေတဲ့အပင်တပင်ကနေတပင်ဒါကုလိဆက်ဆံကင်တွေ့တာပေါ့နော်ဒါလည်းပဲဒါအရေးကြီးပါတယ်ဒါအပြင်ကျွန်တော်တို့ရဲ့လေအားသုံးကိရိယာတွေဖြစ်တဲ့ကျွန်တော်တို့ထဲတွေထွန်တွေပြီးရင်ပေါက်ပြားတွေစသဖြင့်ပေါ့ပစ္စည်းကိရိယာတွေကြောင့်လည်းကျွန်တော်တို့ဒါယောဂတနေရာနဲ့တနေရာကျွန်တော်ကူးဆက်နိုင်တာဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်3အချက်ကတော့ကျွန်တော်တို့သဘာဝပေါင်းခြင်းအနေထားပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော်တို့စိုးတိုင်းစားတွေများပြီးပူနွေးဆွတ်ဆူနေမယ်ဆိုရင်ဒါအားလုံးသိပါတယ်တောင်သူကြီးတွေမိုးယောဂတွေအကြများတာပေါ့နော်ဒါအပြင်တခြားမလိုလားတဲ့ကျွန်တော်ဘက်တီးရီးယားတို့တခြားယောဂတွေလည်းကြနိုင်တာပေါ့နော်ဒါသက်ဆိုင်ရာသီးနှံတွေလိုက်ဒါကြောင့်ကျွန်တော်တို့ကသွင်းရေသွင်းရေထုတ်ဂရုစိုက်ရမယ်တချို့တော့ဒီမိုးယောဂတွေဘက်တီးရီးယားယောဂတွေမဖြစ်အောင်ကျွန်တော်တို့ကာဝယ်ဆောက်ရှောက်တော့တာဂရုစိုက်ထိန်းသိမ်းနိုင်တာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်တို့ဒီအချက်3ချက်ကိုအခြေခံအဖြစ်သိရှိသွားပြီဆိုတော့ဒီချက်3ချက်ညီပြည့်စုံညီညွတ်မှသာလေပင်ယောဂဖြစ်စေတာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကိုကျွန်တော်တို့ယောဂတတိကံလို့လည်းခေါ်ပါတယ်ခင်ဗျဆိုကြပါစို့ကျွန်တော်တို့ရဲ့တိနံမေဟာဆိုရင်မူလတွေကတတ်မှတ်ထားတဲ့တိနံလိုက်ပါတော့ယောဂတန်ကိုခံနိုင်မရှိဆိုယောဂကြောက်ဖို့များသွားပြီဒါအပြင်ကျွန်တော်တို့ပေါင်းခြင်းမှာယောဂဖြစ်စေတဲ့တက်ရှိရအားကောင်းနေမယ်ဒါအပြင်နံပါတ်3အချက်ဖြစ်တဲ့ပေါင်းခြင်းကလည်းအခြေအနေကောင်းတွေပေးနေမယ်ဆိုရင်ဒါယောဂဖြစ်ပြီဒါကြောင့်ကျွန်တော်တို့ကယောဂဖြစ်ဖို့ဆိုရင်ဒီချက်3ချက်ညီမှသာလေအပင်ယောဂဖြစ်စေနိုင်တာဖြစ်ပါတယ်ခင်ဗျအကယ်၍မြင်ကျွန်တော်တို့ကအပင်ကတော့ခံနိုင်ရမရှိဘူးယောဂကလည်းအားကောင်းနေပြီတိုးတော့ပေါင်းခြင်းရာသီတုကအခြေအနေမပေးဘူးဆိုရင်ယောဂမဖြစ်နိုင်ပါဘူးဗျထိုနည်းတူစွာပဲကျွန်တော်တို့ပေါင်းခြင်းရာသီတုကအခြေအနေပေးတယ်တိနံပင်ကခံနိုင်ရမရှိဘူးယောဂဖြစ်စေတက်ရှိရလားကျွန်တော်ယောဂဖြစ်စေနိုင်အောင်အားမကောင်းဘူးဆိုလဲကျွန်တော်တို့တိနံပင်တွေမှာယောဂမကြနိုင်ဘူးပေါ့နော်အလားတူပါပဲကျွန်တော်တို့ပေါင်းခြင်းအခြေအနေပေးတယ်ယောဂဖြစ်စေတဲ့တက်ရှိရအားကောင်းနေမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စိုက်ပျိုးထားတဲ့တိနံသက်ဆိုင်ရာယောဂကိုခံနိုင်ရှိနေရဆိုရင်ကျွန်တော်ယောဂမကြပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့တောင်သူကြီးတွေအမြဲပြောထားရှိတာဒေသရင်ပြီးရာသီဥတုနဲ့ကိုက်ညီပြီးတော့ယောဂတန်ကိုခံနိုင်ရှိတဲ့မျိုးကိုရွေးချက်ဆိုင်ပါလို့တိုက်တွန်းတာဒီရွေးချက်ကြောင့်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့အားလုံးကိုပြန်ပြီးညီကုန်းချုပ်မယ်ဆိုရင်ပေါ့နော်ယောဂဖြစ်စေဖို့ဆိုရင်ကျွန်တော်တို့စိုက်ပျိုးထားတဲ့သီးနှံကခံနိုင်နေရမယ်ပြီးယောဂအားကောင်းရမယ်သဘာဝပေါင်းခြင်းအခြေအနေပေးရမယ်ဒီချက်3ချက်ညီမသာလင်ဒါယောဂဖြစ်စေနိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီချက်3ချက်ကိုအခြေခံဘူးစုတိုင်းနဲ့သိရှိပြီးတော့ကျွန်တော်တို့တောင်သူကြီးတွေပေါ့နော်တတိထားဆင်ခြင်ပြီးတော့လိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်ဖြင့်ကျွန်တော်သီးနှံတွေယောဂအန္တရာယ်ကင်းဝေးပြီးတော့အထွတ်လုံးကောင်းပြီးတော့ဝင်ငွေတိုးတက်နိုင်ကြပါစေလို့ကျွန်တော်အကြံပြုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ